တစ်ပေအခန်းကြီး1အငယ်20မှ25သင်တို့သည်မဖောက်ပြန်မဖြက်စီးသောမျိုးစေ့ဆိုတဲ့နှုတ်ကပတ်တော်စကားနဲ့ဆင်ခြင်ဖို့ဖြစ်ပါတယ်လို့အခန်းငယ်22နဲ့23တစ်ပေခန်းကြီး1အခန်းငယ်20ကနေ22ကိုအရင်ဆုံးကျမတို့ကြည့်မှာဖြစ်ပါတယ်လောကမှာဒီနေ့မြင်တွေ့နေရတဲ့အရာတိုင်းကတော့အချိန်တစ်ခုကိုရောက်တဲ့အခါမှာပျက်စီးသွားမှာပဲဖြစ်ပါတယ်လူရဲ့စည်းစိမ်ဆိုတာလေမျက်စိတမိတ်တွင်မှာပဲပျက်စီးတတ်တယ်ရုပ်ဝတ္ထုတွေကလည်းအဲ့လိုပဲယိုယွင်းသွားတယ်ဒါကြောင့်မလို့ကိုယ်စိတ်ကြိုက်ဦးစားပေးရွေးချယ်ထားတဲ့အရာတွေကခဏတာပဲပန်းလေးလိုပဲပွင့်လန်းတာပါဒါပေမဲ့တစ်ချိန်မှာတော့ညှိုးနွမ်းပြောက်ွယ်တတ်တယ်ဒါပေမဲ့ဖရာသခင်ကဒီကျမ်းစာအားဖြင့်ဆိုရင်မဖောက်ပြန်မဖြက်စီးသောမျိုးစေ့အဖြစ်နဲ့ရွေးနှုတ်ထားတယ်ဆိုတာကျမ်းစာကဖော်ပြတယ်အဲ့တော့မဖောက်ပြန်မပြည့်စည်တဲ့မျိုးစေ့ဆိုတာဘာကိုပြောလဲဆိုရင်လွယ်လွယ်လေးပြောမယ်ဆိုရင်တော့ born again အသက်တာပဲဖြစ်ပါတယ်သခင်ယေရှုကိုကိုယ်အသက်တာရဲ့အသက်သခင်ကယ်တင်ပိုင်ရှင်ဖြစ်လက်ခံပြီးဒုတိယမွေးခြင်းခံတဲ့အသက်တာကိုပြောတာဖြစ်ပါတယ်ဒါကြောင့်မလို့လေအခန်းငယ်20ကနေ22မှာဆိုရင်မပြည့်စည်တဲ့မျိုးစေ့ရဲ့အရင်အမြစ်ကဘာလဲဆိုတာကိုဖော်ပြထားပါတယ်အဲ့တော့မဖောက်ပြန်မပြည့်စည်တဲ့မျိုးစေ့ရဲ့အရင်အမြစ်ကသခင်ယေရှုရဲ့အသွေးတော်နဲ့ကြိုတင်ပြင်ဆင်ထားတာဖြစ်ပါတယ်ဒီကျမ်းစာတော်မြတ်ကိုဖတ်တဲ့အခါမှာဖယားသခင်ကသားတော်သခင်ယေရှုခရစ်အားဖြင့်လောကီသားတွေအတွက်လောကီသားတွေရဲ့အပြစ်အတွက်အသေးခံဖို့ရှေးမစွာကတည်းကကြိုတင်ပြင်ဆင်ထားတာဖြစ်ပါတယ်အဲ့ဒါကအရင်အမြစ်ပဲဖြစ်ပါတယ်အဲ့တော့သခင်ယေရှုကိုလက်ခံပြီးတဲ့ဒုတိယမွေးခြင်းကိုခံပြီးပြီဆိုရင် born again ဖြစ်တဲ့အသက်တာသစ်ပေါ့ဒီအသက်တာသစ်ကလောကီအခြေအနေပေါ်မှာမရက်တည်ပါဘူးဖယားရဲ့ပြင်ဆင်ပေးမှုပေါ်မှာပဲအသက်တာကိုတည်ဆောက်ရတယ်ဒါကြောင့်ခရစ်တော်ကတည်ခြင်းကနေရှင်ပြန်ထမြောက်ပြီးတော့ဘုံပွင့်တဲ့အခါမှာကျမတို့ရဲ့ယုံကြည်ခြင်းတွေမျှော်လင့်ခြင်းတွေဟာလေမပျက်စီးတဲ့အရှင်ပေါ်မှာပဲတည်ဖို့ဖြစ်ပါတယ်ဒါကတော့အရင်အမြစ်ပဲဖြစ်ပါတယ်ဟုတ်ကျမတို့အားလုံးအလို့ရတဲ့ကျမ်းပိုက်လေးရှင်ယောဟန်ခရစ်ဝင်ခန်းကြီး3အငယ်16ဖယားသခင်၏သားတော်ကိုယုံကြည်သောသူပေါင်းတို့သည်ပျက်စီးခြင်းသို့မရောက်ထာဝရသက်ကိုရစေခြင်းကဘုရားသခင်သည်မိမိ၌တပါးတည်းသောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားတို့ကိုချစ်တယ်။အဲ့တော့ကျမတို့ရဲ့အသက်တာပျက်စီးခြင်းမရောက်တာတပါးတည်းသောသားတော်သခင်ယေရှုကြောင့်ပဲဖြစ်တယ်။အဲ့တော့ဒုတိယတစ်ချက်မပျက်စီးတဲ့မျိုးစေ့မှာလက္ခဏာရှိတယ်။ဒုတိယတစ်ချက်ကတော့လက္ခဏာပါ။အဲ့တော့ခန်းငယ်23ထဲမှာဖော်ပြထားတယ်။တစ်ပေခန်းကြီး1အငယ်23ထဲမှာဆိုရင်ညီကိုများကိုချစ်အောင်မဆောင်အမှန်ချစ်ခြင်းအလို့ငါစိတ်ထဲမှာတမန်တရားကိုနားထောင်လျက်ကိုယ်စိတ်နှလုံးကိုစင်ကြယ်စေပြီးသည်နှင့်ညီစင်ကြယ်သောစိတ်နှင့်အချင်းချင်းအားကြီးသောချစ်ခြင်းမေတ္တာရှိကြလော့ဆိုပြီးတော့ဖယားသခင်ကလော့နဲ့အမိန့်ပေးထားတယ်အဲ့ဒါကပါလဲဆိုတော့အချင်းချင်းအားကြီးသောချစ်ခြင်းမေတ္တာအဲ့တော့မဖောက်ပြန်မပြည့်စည်တဲ့မျိုးစေ့ရဲ့လက္ခဏာကတော့ဟန်ဆောင်မှုမရှိဘူးအချင်းချင်းအားကြီးတဲ့ချစ်ချင်းမြတ်တာအဲ့ဒီနေရာမှာအချင်းချင်းဆိုတာဘာကိုထပ်ပြောလဲဆိုတော့ညီအကိုများတဲ့အဲ့တော့ကျမတို့ဟာသခင်ယေရှုကိုယူတင်ဝတ်ဆောင်ပြီးပြီလက်ခံပြီးပြီဒုတိယမွေးခြင်းခံပြီးပြီဆိုရင်သခင်ယေရှုကိုလက်ခံတဲ့သူတိုင်းကခရစ်တော်၌ညီကိုမောင်နှမတွေဖြစ်သွားပြီဖယားသခင်ရဲ့မိသားစုဝင်တွေဖြစ်သွားပြီအဲ့တော့အဲ့ဒီညီကိုမောင်တပအချင်းချင်းကိုတဲ့ချစ်အောင်မဆောင်ဘဲနဲ့အားကြီးတဲ့ချစ်ချင်းမြတ်တာရှိရမယ်အဲ့ဒါကဘာကိုဖော်ပြလဲဆိုတော့တမန်တရားကိုခံယူထားပြီးမှပဲရမယ်သခင်ယေရှုကိုလက်ခံယုံနေမကောင်းထိုသခင်ကိုနှလုံးသားထဲမှာထားမယ်
နှုတ်ကပတ်တော်ကိုဖတ်ပြီးတော့နှလုံးသားထဲမှာခံယူထားမှသာလေနှလုံးသားကစင်ကြယ်လာမယ်အပြစ်ကိုရှောင်နိုင်လာမယ်အပြစ်ကိုယွံမုန်းလာမယ်အဲ့တော့မှပဲညီကိုချင်းကိုစစ်မှန်တဲ့မေတ္တာနဲ့ချစ်နိုင်မှာဖြစ်တယ်ဒါကိုရှင်ယောဟန်ခရစ်ဝင်အခန်းကြီး73အငယ်34နဲ့35ကစကားလေးနဲ့လေကျွန်မထပ်ပြီးတော့ဖြည့်ဆွတ်ပြီးတော့ပေါ့နော်ကျမတို့ဆင်ခြင်ဖို့ဖြစ်ပါတယ်။ရှေးဟောခရစ်ဝင်အခန်းကြီး73အငယ်34နဲ့35မှာဆိုရင်သင်တို့သည်အချင်းချင်းတယောက်ကိုတယောက်ချစ်ကြလော့။ငါသည်သင်တို့ကိုချစ်သည်နည်းတူအချင်းချင်းချစ်ကြလော့ဟုသောပညတ်သစ်ကိုငါပေးတယ်။အဲ့တော့ဘုရားသခင်ကလောကီသားတွေကိုချစ်တယ်လို့ယုံကြည်သူတွေကလည်းအချင်းချင်းကိုချစ်ရမယ်။အဲ့တော့သခင်ရှုပြီးရဲ့ပညတ်သစ်ပဲအဲ့တော့ဒီနေ့ကျမတို့ရဲ့အသက်တာမှာယုံကြည်သူတွေကအသင်းတော်တစ်ခုထဲမှာပဲရှိခြင်းရှိမယ်မရှိခြင်းမရှိဘူးဒါမှမဟုတ်လေအသင်းတော်မတူတဲ့နေရာကလည်းဖြစ်နိုင်တယ်ပြီးတော့တယောက်နဲ့တယောက်ကလည်းဝိညာဉ်ရေးရ level ကမတူဘူးပေါ့နော်အဲ့တော့အဲ့ဒါတူခြင်းမတူခြင်းနဲ့လည်းမဆိုင်ဘူးသခင်ရှုကိုယုံကြည်သွားပြီဆိုရင်ယုံကြည်သူချင်းချင်းကချစ်ကိုချစ်ရမယ်လို့ကြီးမားစွာအမိန့်ပေးထားတယ်ဖခင်ကဒါအထူးအမိန့်ပေးထားတဲ့အရာတစ်ခုဖြစ်ပါတယ်ဒါလေးကိုကျမတို့ဆင်ခြင်ဖို့ပဲဖြစ်ပါတယ်အဲ့တော့ယုံကြည်သူအစ်စ်လားစစ်မှန်တဲ့ခရိယန်လားသို့မဟုတ်အမြဲတမ်းခရိယန်လားဆိုတာကိုလေဒီချက်နဲ့ကြည့်လို့ရတယ်ယုံကြည်သူတွေဟာဖခင်ရဲ့နှုတ်ကပတ်တော်ကိုတန်ဖိုးထားမယ်နှုတ်ကပတ်တော်တွေကပြောတဲ့အတိုင်းလိုက်လျှောက်နေတယ်အချင်းချင်းပေါ်မှာလည်းအားကြီးသောချစ်ချင်းမြတ်တာရှိတယ်ဆိုရင်သိကြတယ်သူကတော့ဖခင်ရှိကလာတယ်ယုံကြည်သူလူစစ်ပဲအမြဲကခရိယန်မဟုတ်ဘူးဆိုတာကိုသိမှတ်ဖို့ဖြစ်ပါတယ်ဒါကြောင့်ကျမတို့ကဖခင်ရဲ့တန်ရှင်းဖြောင့်မတ်ခြင်းသခင်ရှုကိုလက်ခံပြီးဆိုရင်ကိုကအပြစ်ကိုရှင်မုန်းသွားတယ်အပြစ်ကိုရှောင်တတ်လာတယ်တန်ရှင်းဖြောင့်မတ်သွားပြီအဲ့တော့ဖခင်ကိုအမြဲဦးစားပေးပြီးတော့ပထမနေရာမှာထားပြီးတော့ချစ်တဲ့သူကအချင်းချင်းကိုလည်းချစ်နိုင်တယ်ဆိုတာကိုတွေ့ရမယ်အဲ့လိုချစ်ရင်တဲ့ရှင်ယောဟန်73ရဲ့35မှာသင်တို့သည်ငါဤတပည့်ဖြစ်သည်ကိုသိရကြလိမ့်မည်အဲ့တော့ချစ်ချင်းမြတ်တာဆိုတဲ့အဂါပေမြတ်တာအဲ့ဒါကခရစ်တော်ရဲ့နောက်လိုက်ဒီမှာပဲတွေ့ရတဲ့မြတ်တာအယံထူးဆန်းတဲ့မြတ်တာအဲ့ဒါပါလဲဆိုတော့အခြားသူရဲ့ကောင်းကျိုးကိုပဲကြည်တာကိုယ့်ရဲ့အကျိုးကိုတော့စွန့်လွတ်အနစ်နာခံတာအဲ့ဒါအဂါပေမြတ်တာအခြားသူရဲ့ကောင်းကျိုးကိုပဲကြည့်ပြီးတော့ကိုယ့်အကျိုးကိုတော့စွန့်လွတ်အနစ်နာခံတဲ့အရာဖြစ်ပါတယ်အဲ့ဒါအဂါပေမြတ်တာတနည်းပြောရင်မပြည့်စည်သောမျိုးစေ့ရဲ့လက္ခဏာပဲဖြစ်ပါတယ်ဆိုတာကိုဒီနေ့ကျမတို့သိမှတ်ဖို့ဖြစ်ပါတယ်နောက်ဆုံးအခန်းငယ်24နဲ့25တိပေခန်းကြီး1အခန်းငယ်24နဲ့25မှာရှိကြည့်လိုက်တဲ့အခါမှာလူမျိုးရဲ့ဘုံရှိသမျှဟာမျက်ပွင့်ကဲ့သို့ဖြစ်တယ်တဲ့မျက်ပင်ကလည်းညှိုးနှံသေးချောက်တယ်အပွင့်လည်းကြွေတတ်တယ်သာရဖျားဤနှုတ်ကပတ်တရားတော်ကကာလစဉ်အမြဲတည်တယ်အဲ့တော့လူရဲ့ဘုံတနည်းပြောရင်လူရှာတဲ့ဘုံလူရှာတဲ့ဂုံစည်းစိမ်အဲ့ဒါတွေကမျက်ပွင့်လို့ပဲညှိုးနှံသွားမှာပဲသွေးချောက်သွားမှာပဲအဲ့အပွင့်ကလည်းကြွေကျသွားမှာပဲဘလောက်လှတယ်ပြောဘလောက်အဆင်ပြေနေတယ်ပြောတစ်ချိန်ကျရင်တော့ကြွေသွားမှာပဲဒါပေမဲ့သာရဖျားရဲ့နှုတ်ကပတ်တော်ကတော့ကာလအစဉ်မြဲတည်တယ်အဲ့နှုတ်ကပတ်တော်ကတင်တို့အားဟောပြောတဲ့ဧဝံဂေလိတရားတဲ့တနည်းပြောရင်သခင်ယေရှုပဲအဲ့တော့သခင်ယေရှုကတော့ကာလစဉ်မြဲတည်တယ်ထိုသခင်ကိုယူတင်ဝတ်ဆောင်နေသူကသာရသက်ကိုရတယ်တမလွန်စိတ်ချမှုကိုရတယ်ဒါကြောင့်ဒီနေ့ကျမတို့ born again ဆိုတဲ့ဒုတိယမွေးခြင်းအဲ့ဒီဟာကလူစားတိကြောင့်မဟုတ်ဘူးဖယားသခင်ကြောင့်ဖြစ်တယ်ဖယားကရှေးမစွာကလေးကကျမတို့ကို
ကြိုတင်ခွဲခန့်ပြီးသားရွေးချယ်ထားမယ်သူ့သားသမီးဖြစ်နေရွေးချယ်မယ်လို့သူ့ရဲ့ခွဲခန့်ထားမှုကျမတို့ဘက်ကလည်းသခင်ရှုကိုယုံကြည်မှုကြောင့်သာလေဖြစ်တယ်။ဒါကြောင့်ဒီနေ့မှာမာယာများတဲ့လောကဘုံစည်းစိမ်မလိုက်ပါနဲ့။ငွေကြေးတွေရှာဒူးတွေအောင်မြင်မှုတွေလူဒန်းစီနေနိုင်ရမယ်ဆိုတဲ့အရာတွေအဲ့ဓာတွေကစူးစမ်းရှာရင်တော့ခဏတာပဲခဏတာတော့လှပမယ်ခဏတာပွင့်လန်းတဲ့ပန်းလေးလိုပဲဒါပေမဲ့ယုံကြည်သူတွေကတော့အဲ့အရာတွေပေါ်မှာမတည်နေတဲ့အရာပေါ်မှာဘဝကိုမတည်ဆောက်ပါနဲ့မတည်မြဲတဲ့အရာပေါ်မှာမတည်ဆောက်နဲ့တည်မြဲတဲ့ဖခင်ရဲ့နှုတ်ကပတ်တော်နဲ့ဘယ်တော့မှမပြောင်းလဲတဲ့ဖခင်ရဲ့ဂတိတော်ကိုယုံကြည်သက်ရှင်မှုဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ကျမတို့လက်တွေ့အသက်ရှင်ဖို့ application လုပ်ရမယ်အချက်ကလေး၃ချက်တစ်ပေခန်းကြီး1အငယ်20ကနေ25မှာလုပ်ရမယ်အချက်၃ချက်မှာပထမတစ်ချက်ကမိမိကိုယ်ကိုတန်ဖိုးထားပါကျမတို့ရဲ့အသက်တာကိုယ့်ရဲ့ role ကရမ်းမြင့်နေနော်ဖယားသားသမီးဆိုတဲ့အရာသခင်ရှုရဲ့အသွေးအားဖြင့်ကျမတို့ဒီလေသက်ရှင်ဖြောင့်မတ်တဲ့သူဖြစ်သွားပြီဆိုတဲ့အရာဘလောက်တောင်တန်ဖိုးရှိလေကိုတန်ဖိုးထားဖို့လိုတယ်အဲ့တော့စိုးရိမ်မှုတွေဟာဖယားကိုမယုံကြည်ရဖြစ်တယ်ကိုတန်ဖိုးမထားသလိုလည်းဖြစ်တယ်စိုးရိမ်တဲ့အခါစိတ်ဖိစီးလာမယ်ပူပန်လာမယ်စက်တိုက်ယောဂတွေဖြစ်လာမယ်ဒါကြောင့်မလို့ကိုတန်ဖိုးထားဖို့လိုတယ်ထာဝရဝိညာဉ်တော်နဲ့နှုတ်ကပတ်တော်မျိုးစိကိုယ်ထဲမှာရှိနေတဲ့သူဆိုရဲကိုယ့်ရဲ့တန်ဖိုးကိုအမြဲတမ်းသတိရဖို့လိုတယ်။ဒါကြောင့်ကျွန်မကျမ်းစာလေးတစ်ပိုက်ဖတ်ချင်တယ်။ဟေရှာယ43ရဲ့1ထဲမှာတင့်ကိုဖန်ဆင်းပြုပြင်တော်မူသောထာဝရဘုရားမိန့်တော်မူသည်ကမစိုးရိမ်နှင့်တင့်ကိုငါရွေးနှုတ်ပြီးငါနာမဖြင့်မှဲ့ပြီးတင့်ကိုငါဆိုင်၏ကျမတို့တွေကမစိုးရိမ်ပါနဲ့ကျမတို့ကိုဖယားသခင်ကိုယ်တိုင်ရွေးနှုတ်ထားတာဖယားသခင်နဲ့ဆိုင်နေသူဖြစ်တယ်ဆိုတာကိုကျမတို့စင်ကြင်ပြီးကိုတန်ဖိုးထားဖို့ဒီနေ့ဆိုရင်လေကျမရေဘဝဲရဲ့ဖြစ်တည်မှုအကြောင်းလေးကိုကြားလိုက်ရတယ်အဲ့ဒါလေးကိုလည်းကျမ sharing လုပ်ချင်ရေဘဝဲဆိုတာကျမတို့သိတယ် octopus နော်သူကလေအမှောင်တဲမှာတော့သူ့မှာထွန်းလင်းနိုင်တယ်ပိုဆုံးကျူးလေးလိုပဲရေဘဝဲကလေရေထဲမှာညချိန်ဆိုရင်လေသူကလင်းနေသူ့ခန္ဓာကိုယ်ကအနုမြူရောင်ခြည်တွေထွက်နေညအမောင်ထဲမှာရေထဲကိုကြည့်လိုက်လင်းတွေ့ရတယ်အဲ့ဒါရေဘဝဲအဲ့တော့ကျမတို့ယုံကြည်သူတွေကလေရေဘဝဲလိုပဲနော်ဘလောက်ပဲလောကမှာအမိုက်မောင်တွေဖုံးနေပါစေအလင်းရှင်ဖြစ်တဲ့သခင်ယေရှုအားဖြင့်ကျမတို့တွေကရောင်ခြည်လေးတွေရှိနေရှင်သန်နေနိုင်နေဒါကြောင့်ကိုတန်ဖိုးထားဖို့လိုတယ်ဒုတိယတစ်ချက်ကနှုတ်ကပတ်တော်ကိုနှလုံးသွင်းပါကိုယ့်အထဲမှာမပြည့်စည်တဲ့မျိုးစေ့ဆိုတဲ့ဖယားကြီးနှုတ်ကပတ်တော်ရှိနေတယ်အဲ့ဒါကိုကြီးထွားစေပါရှင်သန်စေဖို့နေ့ရက်စဉ်တိုင်းကျမ်းစာကိုအစဉ်တိုင်းဖတ်ဖို့လိုရယ်စင်ကြင်ဖို့လိုရယ်ဒါကနှုတ်ကပတ်တော်နှလုံးသွင်းခြင်းပဲဖြစ်ပါတယ်ဒါကြောင့်ယောဘဝတ္ထုခန်းကြီး9အငယ်8မှာငါမူကားဖယားသခင်ကိုမျှော်လင့်မည်ကိုအမှုကိုဖယားသခင်၌အမြင်ကျမတို့ဖယားကိုမျှော်လင့်ပြီးတော့နှုတ်ကပတ်တော်ကိုဖတ်ရင်ဖယားကိုမျှော်လင့်တာပဲအဲ့ဒီကနေဖယားကစကားပြောတယ်သူ့ရဲ့အလိုတော်ကိုဖော်ပြတာတွေ့ရတယ်တတိယတစ်ချက်နဲ့နောက်ဆုံးချက်ကတော့ချစ်ချင်းမြတ်တာကိုမျှဝေပါခုနဖတ်သွားတဲ့ကျမ်းစာတွေမှာအာကြီးသောချစ်ချင်းမြတ်တာရှိရမယ်ကျမတို့ကိုယ့်အကျိုးကိုမကြည့်ဘဲနဲ့သူ့အကျိုးကိုပဲကြည့်တဲ့ချစ်ချင်းမြတ်တာအဲ့ဒါမှသာလေကိုယ့်အထဲမှာမဖောက်ပြန်မပျက်စီးတဲ့မျိုးစေ့ရှိနေတဲ့လက္ခဏာပေါ်လွင်မှာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျမတို့ရဲ့အသက်တာထဲမှာသခင်ယေရှုရဲ့ကယ်တင်ခြင်းကိုပို့ဆောင်ပေးတဲ့ဧဝံဂေလိတရားတော်မျိုးစေ့ရှိနေပြီ။ဒါကြောင့်ပျက်စီးတတ်တဲ့လောကအရာတွေကိုမမျှော်လင့်ပါနဲ့မျှော်လင့်ချက်ကြီးကြီးတွေမထားဘဲနဲ့ထာဝရတည်နေတဲ့ဖခင်ရဲ့နှုတ်ကပတ်တော်အတိုင်းသက်ရှင်ပြီးတော့လောကကြီးကိုဆက်လက်လျှောက်လန်းကြပါစို့လို့နှုတ်ကပတ်တော်အားဖြင့်အားပေးချင်ပါတယ်